မင်္ဂလာပါ My Sport ပရိသတ်ကြီးတို့ရေအခုတစ်ပတ်နောက်ဆုံးရအပြောင်းအရွှေ့သတင်းတွေကိုတင်ဆက်ပေးသွားချင်ပါတယ်တူရကီထိပ်သီးကလပ်အသင်းတစ်သင်းဖြစ်တဲ့ဖီနာဘာချီအသင်းဟာဆော်ဒီကလပ်အနာဆာအသင်းရဲ့တိုက်စစ်ကစားသမားဂျွန်ဒူရန်ကိုလာမယ့်2026ဇွန်လအထိတစ်နှစ်အငှားခေါ်ယူခွင့်ရရှိသွားပြီဖြစ်ပါတယ်အက်စတွန်ဗီလာအသင်းဟာပြီးခဲ့တဲ့ဆောင်းရာသီအပြောင်းရွှေ့ဈေးကွက်တုန်းကမန်ချက်စတာယူနိုက်တက်အသင်းကနေအငှားခေါ်ယူထားခဲ့တဲ့တိုက်စစ်မှုမာကတ်ရက်စ်ဖို့ကိုထပ်မံခေါ်ယူသွားမှာမဟုတ်ဘူးလို့အတည်ပြုပြောဆိုလာပါတယ်။အဲဒါကြောင့်မလို့စာချုပ်ပါအချက်တစ်ချက်ဖြစ်တဲ့ပေါင်တန်း40နဲ့အပြီးသက်ဝယ်ယူနိုင်တဲ့ဆိုတဲ့အချက်ကြောင့်အခုအခါမှာတော့ Marcus Rashford ကိုစိတ်ဝင်စားတဲ့ဘယ်ကလပ်အသင်းမဆိုခေါ်ယူသွားနိုင်မှာပဲဖြစ်ပါတယ်။ Chelsea အသင်းဟာ Brighton အသင်းမှာခြေစွမ်းပြကစားနေတဲ့ဘရာဇီးနိုင်ငံသားတိုက်စစ်ကစားသမား João Pedro ကိုပြောင်းရွှေ့ကြေးပေါင်တန်း50ကျော်နဲ့ခေါ်ယူဖို့ Brighton အသင်းနဲ့သဘောတူညီမှုရရှိခဲ့ပါတယ်။အာဆင်နယ်အသင်းဟာသူတို့ရဲ့ပြစ်မှတ်ကစားသမားဖြစ်တဲ့စပိန်ကလပ်ဗလင်စီယာအသင်းရဲ့နောက်တန်းကစားသမားခရစ္စတီယန်မိုစကွဲယာနဲ့ပုဂ္ဂိုလ်ရေးဆိုင်ရာသဘောတူညီမှုရရှိထားခဲ့ပြီးဖြစ်ပါတယ်။ဗလင်စီယာအသင်းကိုတော့အဆိုပါကစားသမားအတွက်ကနဦးကမ်းလှမ်းမှုအဖြစ်ယူရို14တန်းနဲ့ကမ်းလှမ်းခဲ့ပေမဲ့ပယ်ချခြင်းခံခဲ့ရပြီးအာဆင်နယ်အသင်းဟာအခုချိန်မှာကမ်းလှမ်းမှုအသစ်အဖြစ်ယူရိုတန်း20ကျော်နဲ့ထပ်မံကမ်းလှမ်းမှုပြုလုပ်ဖို့ပြင်ဆင်နေပါတယ်။ချက်စီအသင်းဟာသူတို့ရဲ့လူငယ်ကစားသမားဟောင်းတစ်ယောက်ဖြစ်တဲ့ဒေါ်မွန်အသင်းရဲ့ကစားသမားဂစ်တင်းကိုခေါ်ယူဖို့ဒေါ်မွန်အသင်းနဲ့သဘောတူညီမှုရရှိခဲ့ပြီးဖြစ်ပါတယ်။ချက်စီအသင်းဟာသူတို့ရဲ့ကာလာရှည်ပြစ်မှတ်ကစားသမားဂစ်တင်းကို2032ခုနှစ်အထိတက်တန်းရှိတဲ့ကာလာရှည်စာချုပ်တစ်ရပ်ကိုချုပ်ဆိုသွားမှာပဲဖြစ်ပါတယ်။မန်ချက်စတာယူနိုက်တက်အသင်းနဲ့ဂျူဗင်တက်အသင်းတို့ရဲ့ကစားသမားဟောင်းပြင်သစ်ကွင်းလယ်လူပေါ်ပေါ်ပါကိုပြင်သစ်ကလပ်မူနာကိုအသင်းကအလွတ်ပြောင်းရွှေ့ခြင်းနဲ့နှစ်စာချုပ်ချုပ်ဆိုခေါ်ယူလိုက်ပါတယ်။ကျွန်တော်တို့ရဲ့ My Sport ကနေအခုလိုမျိုးအားကစားသတင်းတွေအားကစားအကြောင်းအရာတွေကိုအမြဲတင်ဆက်ပေးနေပါတယ် channel လေးကို subscribe မလုပ်ထားရသေးဘူးဆိုရင် subscribe လုပ်ထားကြပါဦးနော် My Sport ကို Facebook YouTube တော်တော်တွင်ကြည့်ရှုနိုင်ပါတယ်အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြရအောင်ဗျာ